ရေပုံကလမ်းမလျှောက်တတ်လို့ရေကူးနေတာပါလို့သူကဖြေတယ်ဒါပြည့်ရဲ့အဖြစ်လားနောက်ကျွန်တော်တို့20နှစ်နဲ့ပတ်သက်ပြီးတော့သူ့ကိုမေးတယ်20နှစ်ဆိုတာတော်တော်စမ်းကြည့်တယ်ဆက်ပြောတယ်ဘာဖြစ်လို့အပြစ်မရှိဘူးလဲဆိုတော့ငါအိမ်မက်ထဲမှာတော့အောင်ဆန်းစုကြည်အသက်အန္တရာယ်ရှိတယ်မြင်လို့ဝမ်းလို့ပို့လာတာအဲ့ဒါကြောင့်အပြစ်မရှိဘူးဒါသူ့အဖြစ်ပါဒါကျွန်တော်တို့လည်းဆက်စားလို့ပြောရတာပါဒါအဲ့တော့ကျန်တာကတော့ဘာလဲသိတယ်ကျွန်တော်တော့ဒီနေ့တရားတော်စုကိုယ်တိုင်ဖြေတာပါအပြစ်မရှိဘူးဆိုတော့ဟုတ်ကဲ့ဒါကိုယ်တိုင်ပဲဖြေရပါပြောတာလေတိတိကျကျလေးပြန်ပြောပြပါဦးဒီပြောတာလေတိတိကျကျတော့သူပြောတာကသူအပြစ်ရှိသလားဆိုတော့မရှိဘူးဘာကြောင့်အပြစ်မရှိလဲလို့ထပ်မေးတော့ဘာပြစ်ဘယ်ပြစ်မှုကိုမှကျူးလွန်ရခြင်းမရှိတဲ့အတွက်အပြစ်ရှိအဲ့ဒါပဲလုံးတော့ပြောရပြီရေတော့